ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာလစဉ်ပတ်တန်း80အထိငွေလဲပတ်နေတဲ့အွန်လိုင်းလောင်းကစားအဖွဲ့တစ်ခုကိုထိုင်းစိုက်ပါရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ဇွန်လ30ရက်မနက်ပိုင်းမှာမဲပရက်ကွက်ထဲကနေအိမ်တစ်လုံးကိုရှာဖွေဝရမ်းနဲ့ဝင်ရောက်စစ်ဆေးခဲ့ရာ Las Vegas website အမည်ရှိအွန်လိုင်းလောင်းကစား website ရဲ့အမင်ရုံးခန်းဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။စီးနင်းမှုအတွင်းကက်စတန်မာစားဘစ်အက်ဒမင်ဖြစ်လုပ်ကင်နေတဲ့မြန်မာအမျိုးသမီး2ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။သူတို့ဟာဖောက်တီတွေကိုစာပြန်ပေးရတဲ့အလုပ်အတွက်တဦးလျင်တစ်လပတ်3000ခန့်ရရှိနေတယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့စစ်ဆေးချက်အရဒီ website ဟာ2026ကမ္ဘာ့ဖလားဘောလုံးပွဲကိုအသုံးချပြီးလောင်းကစားတိုင်ဖြစ်ဖွင့်ထားတာဖြစ်ပါတယ်။လစဉ်ငွေလဲပတ်မှုကဘတ်တန်း80ခန့်ထိရှိနေပါတယ်။တပ်တေခံပစ္စည်းအဖြစ်ကွန်ပျူတာတွေဖုန်းတွေအိုင်ပက်တွေငွေသား3500ဘတ်နဲ့ဗန်စာအုပ်အများပြားကိုလည်းတင်ဆေးခဲ့ပါတယ်။လက်ရှိမှာတော့ဖမ်းဆီးခံရသူ2ဦးကိုမဲဆောက်ရဲစခန်းသို့လွှဲပြောင်းထားပြီးဥပဒေအရဆက်လက်အရေးယူနေပါတယ်။